ညီမလေးလုံးဝတင်းရင်သွားပြီ နားလားဒေါက်တာ ညီမညီမလေး ဒေါက်တာဒီမကတော့နော်ကိုနောက်ပိုင်းဒီ smile line လေးထင်းလာတယ်ပြီးတော့မျက်နှာလည်းအရန်ဖောင်းနေလို့ဒီsmile line ပြောက်ပြီးတော့မျက်နှာလေးဆက်ရခဲ့ဖြစ်ရှင်လို့ဘာလို့လဲအဲ့တော့ညီမလေးက smile line ထည့်လာတယ်ပြီးတော့မျက်နှာ check ခဲ့စီတာပေါ့နော်အဲ့ဆိုရင်ပို့ပြီးတော့မြင်မြင်သက်သက်သိတာလားကျတော့ကြိုးရှိရပေါ့နော်ကြိုးထိုးလို့ရတယ်နောက်တစ်ခုကကျတော့တကယ်လို့နာလာအောင်ကြောက်တယ်ဆိုလို့ရှိရင်စက်တီနဲ့လုပ်လို့ရတယ် ဟုတ်ဒေါက်တာကျိုးတော့ရင်တော့ရမ်းနာလိုက်ရင် ကျိုးထိုးလာကြတော့အရန်ကြီးတော့မရဘူးအရန်လည်းမနာဘူးပေါ့နော်အဓိကထုံစည်းတွေထိုးပေးရဖြစ်တဲ့အတွက်နည်းနည်းတော့တော်နိုင်ခြင်းမရှိနေပါဘူး တကယ်လို့ကျိုးထိုးလိုက်ရင်တော့မျက်နှာရှင်းရှင်းဆက်ကတ်သွားမှလားမနေ့ပြန်ပွဲသွားစရာရှိလို့လေ တကယ်တော့ကျိုးထိုးပြီးသွားလို့ရှိရင်တော့နည်းနည်းလေးမဆိုးတဲ့လောက်လေးရအောင်လာပေါ့နော်အဲ့တော့ညီမလေးဝဲပါညာရှိလို့ရှိရင်တော့ကျိုးလို့တာတော့ကောင်းတယ်အနည်းဆုံး2ပတ်လောက်တော့ကျိုးလို့အောင်ပါပေါ့ အဲ့ဆိုလို့ရှိရင်ကျိုးမဟုတ်ဘဲနဲ့ပေါ့နော်တခြားပေါ့နော်မနေ့ပြန်ရှင်းပေါ့တင်ရင်ပြီးဆက်ကတ်သွားမယ်အထူးမှမရှိတယ် မနေ့ပြန်ဘယ်ချိန်လောက်သွားမှလဲညီမလေး မနေ့ပြန်မနေ့စောကြီးထသွားမှာဒေါက်တာ ဒီလိုမနေ့ပြန်မြန်မြန် check ခဲ့ရှင်လို့ရှိရင်တော့စက်တင်နဲ့တော့လုပ်လို့ရပါပေါ့နော်ဒါပေမဲ့စက်ကကြတော့လည်းနည်းနည်းလေးတော့ချိန်ဆောင်ရတယ် ဟဲအခုတော့ညနေဆောင်နေပြီလေဒေါက်တာညီမကမနေ့ပြန်မနေ့ဆိုတာနဲ့လုံးဝကိုတင်းရင်ပြီးဆက်ကတ်ပြီးပြောင်းလဲရှင်တာနော် ရရလေညီမလေးဒီဘက်လေးတော့ပါအောင်ညီမလေးလုံးဝတင်းရင်သွားပြီ 哎呦我的妈！